ဒီနေ့မှာတော့ကျွန်တော်တို့အများစုသုံးနေတဲ့နှာချက်တွေကြောင့်ဖြစ်ပေါ်လာနိုင်တဲ့အန္တရာယ်ကိုပြောပြပါမယ်။နှာချက်ကိုအချိန်များကြီးအသုံးပြုနေတာကိုတာမန်လို့ပဲသင်ထင်နေပါသလား။ဒါဆိုရင်တော့ဒီဗီဒီယိုကသင်အတွက်ပါဘာကြောင့်လဲဆိုတော့သင်နားထဲမှာတကယ်ဖြစ်ပျက်နေတာတွေဟာသင်ထင်ထားတာထက်အများကြီးပိုကြောက်စရာကောင်းနေလို့ပါ။ဒါကအကြအာယုံဆုံးရှုံးမှုအကြောင်းသက်မဟုတ်ပါဘူး။အမြဲတမ်းကြောက်စရာအကောင်းဆုံးအရာကမမြင်နိုင်တဲ့အရာပါ။နှာချက်တွေကိုနာရီပေါင်းများစွာထိတ်ထားတဲ့အခါတိုင်းသင်ဟာသင်နာပြုံကိုပူနွေးဆိုဆွတ်စေပြီးဘက်တီးရီးယားတွေပေါက်ပွားရာနေရာတစ်ခုအဖြစ်ပြောင်းလဲဖြစ်နေတာပါ။အဲ့ဒီပိုးမွှားတွေကသင်နာထဲမှာပါတီပွဲကျင်းပနေကြတာပေါ့။ပြီးရင်တော့ရတာနာရာတွေဆလာမယ်ပြီးရင်နားပိုးဝင်တာဖြစ်လာတယ်။ပိုကြောက်စရာကောင်းတာကအဲ့ဒီပိုးဝင်တာကနားထဲမှာပဲမနေပါဘူးတိတ်နောက်ခေါင်းပတ်ပတ်လေရှိလေအိတ်တွေ။ဦးနောက်ဒါမှမဟုတ်သွေးကြောတဲ့အထီတောင်ပြက်နေနိုင်ပါတယ်။အဲ့ဒါကတင့်ကိုလုံလောက်အောင်မတုံ့နှုတ်စေဘူးဆိုရင်နားချက်တွေရဲ့အဆက်မပြတ်ဖိအားကတင့်ရည်ပြားကိုပျက်စီးစေတဲ့နားဖာချေးတွေကိုအတွင်းထဲပိုနဲ့အောင်ပိတ်မိစေပြီးအချိန်ကြာလာတာနဲ့အမျှတင့်ဟန်ချက်ကိုပါထိခိုက်စေနိုင်ပါတယ်။အခုထိအန္တရာယ်မရှိဘူးလို့ထင်နေသေးလား။တင်နားထောင်နေတဲ့တခြင်းကို85ဒစီဘဲအထက်တင်လိုက်ပါတင်ဟာတင့်ရဲ့အကြအာယုံကြောတွေကိုအကျက်လွန်သွားတဲ့ဝတ်သားကြော်လိုမျိုးဖြစ်အောင်တိုက်ရိုက်ကြော်လော်နေတာနဲ့အတူတူပါပဲ။ဒီပျက်စီးမှုက85ဒစီဘဲကျော်သွားတိုင်းအမြဲတမ်းဖြစ်နေမှာပါတယ်တင်နာတွေကဒုတိယအခွင့်အရေးမရနိုင်ပါဘူးအကြအာယုံထိခိုက်သွားရင်ပြန်ကောင်းဖို့ခက်ပါတယ်။နာချက်တွေကအန္တရာယ်မရှိဘူးလို့တင်ထင်နေသေးလား။တင့်ရဲ့ထင်မြင်ချက်ကိုဖြေသွားနိုင်ပါတယ်။